안녕하십니까 이찬입니다. 깨디니가로 verb 마다바이 을 아다마바이라 비로마 때마다 까때 그라마리고 뼈뼈비마미 피바레 အဓိပ္ပာယ်လေးကတော့ verb တဲ့အခါတိုင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ကဲဝါကြလေးဖွင့်ကြည့်အောင်။ coffee တွေမှာရှိတဲ့မှာဒါဂျာမီကဲရော coffee တောက်တဲ့အခါတိုင်းအိတ်ချင်ပြီးတယ်။ရောဟင်းလေးခိုင်တဲ့မှာဒါစားခြင်းနဲ့မာနီကြီးကောရောခီးထွက်တဲ့အခါတိုင်းတပ်ပုံလေးအများကြီးရိုက်တယ်။ 퇴근할 때마다 배가 고파요. 용신의 가라이 바이사래. 음악을 들을 때마다 기분이 좋아져요. 대체나 다운의 가라이 세이치니 가운라래. 생각할 때마다 화가 나요. 뚜일라이 때 가라이 너다 텄대. 부모님과 통화할 때마다 보고 싶어요. 미바리네 봉별의 가라이 들이야래. ကဲဒါဆိုရင်ဒီနေ့ကတော့အလွယ်လေးပါ verb မှာအသက်ပိုင်း အသက်မပိုင်း ra လေးဝင်ကပ်မယ်ပြီးတော့အနောက်ကတဲမှာဒါကပ်မယ်အဓိပ္ပာယ်လေးက verb တဲ့အခါတိုင်းဆိုတဲ့အဓိပ္ပာယ်ပါ그러면 다음에 또 만나요